မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ 1 point perspective ကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဆွဲကြရအောင်ပါပထမဦးဆုံးကျွန်တော်တို့ဒီ eye level တစ်ခုကိုအရင်ဆုံးသတ်မှတ်ရပါမယ်ကျွန်တော်ကတော့ဒီနေရာလေးမှာစပြီးတော့သတ်မှတ်ပါမယ်နောက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ vanishing point ကိုဘယ်နားမှာထားမှာလဲပေါ့နော် vanishing point ကျွန်တော်တို့ဘယ်နားမှာထားမလဲဆိုလို့ရှိရင်အရာဝတ္ထုတစ်ခုကိုကျွန်တော်တို့ကဒီအပေါ်ကနေအောက်ကိုငုံကြည့်မှာလားအောက်ကနေအပေါ်ငုံကြည့်အပေါ်မော့ကြည့်မှာလားပေါ့နော်ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့vanishing point ကိုထားမှာဖြစ်ပါတယ်အခုကျွန်တော်ကတော့အပေါ်ကနေပြီးတော့အောက်ကိုငုံကြည့်တဲ့ဒီ view လေးကိုကျွန်တော်ဆွဲပါမယ်ပြီးတော့ကျွန်တော်ကဒီဘက်ချက်မှာထားမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီဗီဒီယိုလေးတစ်လုံးကိုအရင်ဆုံးစဆွဲပါမယ်အဲ့တော့ကျွန်တော်တို့ဒီအပေါ်ကနေအောက်ကိုငုံကြည့်မယ်ကျွန်တော်တို့ဘယ်ဘက်ချမ်းကိုကြည့်ရှင်နေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူနဲ့ direction ပြောင်းပြန်ဘယ်ဘက်ချမ်းမှာညာဘက်ချမ်းမှာကျွန်တော်တို့ဒီ finishing point ကိုကျွန်တော်တို့ထားမယ်ပေါ့နော်အဲဒီ finishing point ကနေပြီးတော့သူ့ရဲ့ဒီတောင်ကျိုးလေးတွေကနေကျွန်တော်တို့ guide လေးတွေကို finishing point စီကိုဆက်ပါမယ်ဒီမျိုး guide line လေးတွေဆက်တဲ့နေရာမှာကျွန်တော်တို့မြင်းကိုအထူးကြီးမဆွဲဘဲနဲ့ခပါးပါးလေးမြင်ရတယ်ဆိုရင်တော့ပဲဆွဲပါမယ်โอเคဒီလိုမျိုးလေးရသွားပြီရပြီဆိုရင်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်သူ့ရဲ့အရှိမျက်နှာပြင်ကျွန်တော်တို့ဒုတယ်ကိုလိုချင်ပြီပေါ့နော်ဒုတယ်လိုချင်ပြီဆိုတော့ကိုကဘယ်လောက်ထားတင်တာလဲဥမာကျွန်တော်တို့ကဒီ2ပေလောက်ထားမလားဒါမှမဟုတ်1ပေခွဲလောက်ပဲထားမလားဒါကတော့ကိုထားတင်တဲ့ပုံမှာမူတည်ပြီးတော့ခံမှန်းဆွဲရမှာဖြစ်ပါတယ်နောက်လောက်ကလေးကျွန်တော်အရင်ထားပါမယ် perspective မှာကျွန်တော်တို့ဒီဒေါင်းလိုက်မြင်းဆွဲရင်ဒေါင်းလိုက်မြင်းချင်းချင်းပြန်အောင်ဆွဲရပါတယ်အလျားလိုက်ဆွဲလို့ရှိရင်အလျားလိုက်မြင်းချင်းချင်းပြန်အောင်ဆွဲရပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒုတဲ့ပုံလေးထွက်လာပြီမလိုအပ်တဲ့မြင်းတွေကိုကျွန်တော်တို့ဖြတ်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒုတယ်လည်းရသွားပြီရှေ့ရမျက်နှာစာကိုလည်းမြင်ရပြီအမြင့်ကိုလည်းမြင်ရပြီအရာကိုလည်းမြင်ရပြီဒုတယ်ကိုလည်းမြင်ရပြီဒါဆိုရင်ကျွန်တော်တို့ဒီဇိုင်းပေါ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာတကားဘယ်နှချက်ထည့်မှာလဲဒါမှမဟုတ်လို့ရှိရင် open shape ထားမလားတကား3ချက်ထည့်မလားဒါကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ပုံဖော်ရမှာဖြစ်ပါတယ်ကျွန်တော်ကတစ်ဖက်ကို open shape ထားပါမယ်နောက်တစ်ဖက်ကိုတော့တကား2ချက်ထည့်ပါမယ်โอเคဒီ line လေးကိုပြန်ဖော်ဖို့အတွက်ဒီမှာ guide line လေးပြန်ဆက်ပါမယ်ဒီတောင်းနဲ့ဒီတောင်းဒီညီနေရပါမယ်ဒါမှကျွန်တော်တို့မြင်းဆက်တဲ့ခါကျလို့ရှိရင်ပုံလေးရတသက်ရပေါ်နေမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ရပြီဒီဘက်မှာကျွန်တော်တို့ကတကားထဲမှာဆိုတော့ဒီဘက်ကတကားလက်ကင်လေးထည့်ပေးမယ်ပေါ့နော်တကားလက်ကင်ဟာတိထားလို့မရဘူးလားဆိုတော့ရပါတယ်ဒါမှဒီလိုလေးထားတာကျွန်တော်ရဲ့အကြိုက်ဖြစ်နေလို့ပါအလျားလိုက်မြင်းဆွဲမယ်ဆိုလို့ရှိရင်အလျားလိုက်မြင်းချင်းချင်းပြန်အောင်ဆွဲပါဒေါင်းလိုက်မြင်းဆွဲမယ်ဆိုလို့ရှိရင်ဒေါင်းလိုက်မြင်းချင်းချင်းပြန်အောင်ဆွဲပါမြင်းတစ်ချောင်းဆွဲပြီးပြီဆိုတော့ ਨੇ ကျွန်တော်တို့ဒေါင်းတွေပေါ်လာပါတယ်ဒီဒေါင်းတွေကို finishing point 0 guide line ပြေးဖို့မမေ့ပါနဲ့
ဒါကတော့ chef dan ဖြစ်ပါတယ် okay ဒီပုံမှာတော့ကျွန်တော်တို့ပုံမှန်အဖြစ်ဒီအဝတ်ဂျိတ်တန်းတို့ဘာလို့ထည့်တာများတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီဟာက chef dan နဲ့ကွယ်နေတဲ့မြင်းဖြစ်ပါတယ်ဒါကိုတော့ကျွန်တော်တို့ပြန်ဖြတ်ဖို့လိုပါမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ chef dan open chef ချမ်းနဲ့ဆွင်းတော်ပေါ့နော်တကားနှစ်ချက်ပါတယ်ပြီးတော့လုံးကို1 point perspective နဲ့ပုံဖော်ပြီးတဲ့အနေအထားဖြစ်ပါတယ်ဒါကအခြေခံပုံချမ်းအဆင့်ဖြစ်ပါတယ်